ဒီတရဝါတွေကဓာနဲ့ခုတ်ရင်တော့မသေးပဲနဲ့ထာဝရအသက်ရှင်နိုင်ကြပါ၏သူတို့ရဲ့ဖြစ်တည်ပုံကအရန်ကုန်မှာစမ်းကြယ်လွန်းလို့သိပ္ပံပညာရှင်တွေကတော့မှလက်မှတ်ချထားရပါ၏ဒီတော့သူတို့ရဲ့ပုံစံတွေကဘယ်လိုမျိုးရှိပြီးတော့ဗမာရီများနေကြတယ်လဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါ၏နံပါတ်1ကတော့ starfish ကမ်းခြေဒေသကိုပုံဖော်ကြရင်မပမဖြစ်တဲ့ကျင်ငါတွေကလေတဲ့ရင်မတည်တဲ့ပြင်ကိုမှနှစ်ပိုင်းကွဲသွားရင်တော့မှနှစ်ကောင်ဖြစ်သွားတဲ့အထိကိုအသက်ပြင်းကြပါ၏ကျင်ငါတွေဟာအပူပိုင်းဒေသကနေအရန်အေးတဲ့ပင်လယ်ရေနဲ့ရေအောက်ကျမ်းမြေထိကိုမှနေရာအနှံ့မှာနေထိုင်ကြပြီးတော့လက်ငါးချောင်းကနေပြီးတော့အချောင်း40ထိကိုမှပါရှိတတ်ကြပါ၏လက်တွေအများကြီးပါတာကကိစ္စမရှိပေမဲ့လို့ထူကဲလျုံနဲ့သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကြောင့်ဘလို့တက်မတင်နိုင်တဲ့အစွမ်းကိုရထားကြပြီးတော့အကယ်၍များကျင်ငါးတွေကိုဓာတ်နဲ့ခုတ်ချလိုက်မယ်ဆိုရင်အများအပြားကတော့ချက်ချင်းပြတ်ကောင်းသွားမှာဖြစ်တယ်လို့တချို့ထူကဲမျိုးစိတ်တွေမှာတော့ပြတ်သွားတဲ့အစိအပိုင်းကနေတော့မှအတိတ်ကောင်အဖြစ်ကောင်မှပြန်လည်မွေးဖွားလာမှာပဲဖြစ်ပါ၏နံပါတ်2ကတော့ jellyfish အရန်ကုန်မှကြည်လင်ပြီးတော့အမှောင်ထဲမှာတော့မှလင်းနိုင်တဲ့ jellyfish ဆိုတဲ့တရဝါတွေကဒီကဘာကြီးမှာအခြေချနေထိုင်ခဲ့တဲ့ထူးဆန်း insect တစ်မျိုးပဲဖြစ်ပါ၏ဒီဂျယ်လီငါးမှာပါဇက်တစ်ပေါက်တာပါပြီးတော့အစာစားတာကိုအငြိကျေးဆွထုတ်တာပါဒီပေါက်ကနေပဲလှုပ်ဆောင်ကြပါ၏ကြားရရုံစရာကြီးဖြစ်ပေမဲ့လို့အဲ့ဒီလိုအပေါက်တစ်ပေါက်ပဲပါရာကသာအကြီးမားဆုံးထူခြားချက်ဖြစ်ပြီးတော့တခြားသောအုံနောက်နှလုံးအယိုးမျက်စိစားတဲ့အင်္ဂါရက်တွေတခုမှကိုမပါဝင်ဘူးလို့လည်းသိရပါ၏အဲ့ဒါကြောင့်ဒီဂျယ်လီငါးတွေကိုဓာတ်နဲ့သွားခုတ်မယ်ဆိုရင်တော့ဓာတ်ကရေတုကိုဖျက်ဆီးသွားမှာဖြစ်ပြီးတော့ဂျယ်လီငါးတွေကတော့တေးကိုတေးမှာမဟုတ်ပါဘူးနံပါတ်3အနေနဲ့ကတော့ sea sponge ပဲဖြစ်ပါ၏ပင်လယ်ရေမျိုးလို့ခေါ်တဲ့ဒီမျိုးစိတ်တွေကတော့ကြောက်ဖြစ်ရုပ်ချင်းမှတ်တမ်းတွေအရလွန်ခဲ့တဲ့နှစ်တန်းပေါင်း600လောက်ကတည်းကတည်ရှိနေတယ်လို့သိရပါ၏ဒီ sea sponge တွေကရုပ်ရှင်ပြီးတော့ကြွက်သားတစ်ရှူးတောင်မှမပါတဲ့တက်ရှိတစ်မျိုးဖြစ်ပြီးတော့တည်သွားခဲ့ရင်တော့မှအယိုးကြောက်ဘဝနဲ့အသက်ရှူတာအစာစားတာစတာအပြင်ကမှသူတို့ရဲ့တာဝန်တွေကိုဆက်လက်လှုပ်ဆောင်နိုင်တယ်လို့သိရပါ၏နံပါတ်4ကတော့ tardigrade ပဲဖြစ်ပါ၏tardigrade ဆိုတာကတော့အရန်တင်းငယ်ပြီးတော့ရှေ့ချောင်းပါတဲ့အနုစီဝါတရဝါတစ်မျိုးဖြစ်ပါ၏ဒီ microscope နဲ့ကြီးမားမြင်ရတဲ့အရန်တင်းငယ်တဲ့တရဝါဟာကဘာပြည့်ရင်တောင်မှအာကာသထဲမှာအေးဆေးနေလို့ရတဲ့ထိကိုမှအကျော်တင်ကြပြီးတော့ယေရှုအမှတ်မှာရောရေခဲအမှတ်မှာပါအထီးကိုင်းမရှိဘဲနဲ့ခေါင်းမမနဲ့ကိုမှအသက်ရှင်တန်နိုင်ကြပါ၏ဒါတွေမကသေးပဲပင်လယ်ရေအောက်အနက်ဆုံးဖိအားရဲ့6ဆကိုတော့မှခံနိုင်ရရှိကြတာမို့လို့သူတို့ကိုတတ်ဖို့ဆိုတာကဘလို့မှမဖြစ်နိုင်ပဲနဲ့ကဘာကြီးပျက်စီးသွားရင်တော့မှသူတို့ကအသက်ရှင်နေအောင်မှပဲဖြစ်ပါ၏အပေါ်မှာပြောခဲ့တဲ့တရဝါတွေလိုပဲဒဏ်ရာရသွားရင်လည်းအမြန်ဆုံးပြတ်ကူးနိုင်စွမ်းရှိတာမို့လို့တောင်းပန်ပြီးတော့တည်ခိုင်းရင်တော့မှလုံးဝမျိုးတုံးမသွားနိုင်တဲ့တခုတည်းသောတရဝါဖြစ်ပါ၏နောက်ထပ်ဒီမွေကြီးကတော့လူ10ယောက်ကိုတထိုင်ရဲမျိုးပြင်နိုင်ပါ၏အသားစားကျူးတို့လိုလူတွေကိုတော့မှအမဲလိုက်ကြလို့ကမ္ဘာအန်ရဲ့အရှိဆုံးမွေမျိုးစိတ်ဖြစ်ကူမှတတ်မှတ်ခံထားရပါ၏ဒီကောင်ကြီးတွေကိုတော့ Green Anaconda လို့ခေါ်ပြီးတော့ကမ္ဘာပေါ်မှာအကြီးဆုံးနဲ့အလေးဆုံးမွေကြီးတွေပဲဖြစ်ကြပါ၏မြို့ပတ်ရထားတစ်စီးလောက်ကိုအရှိရှိတာမို့လို့ပေနဲ့ဆိုရင်တော့29ပေကျော်ထိကိုမှရှိပြီးတော့ပေါင်ကျင်600လောက်ထိကိုမှရှိတတ်ကြပါ၏ဒါကြောင့်မို့လဲဒီမွေတွေကိုငကားလို့ထင်မှားကြပြီးတော့ကုန်းပေါ်မှာရောရေထဲမှာပါဘရင်တဆူလို့တရဝါတိုင်းကဆက်ဆန်ကြပါ၏ဒီကောင်ကြီးတွေကမိချောင်တွေတမင်တွေပြင်ကိုမှကြားစက်တင်တဲ့လူတွေကိုပါအမဲလိုက်စားတောက်ကြပြီးတော့လူရောက်100လောက်ကိုအေးဆေးမျိုးချနိုင်တဲ့အထိကိုမှအစာအိမ်ပါရှိပါ၏အမဲလိုက်ပုံကားတော့မွေတွေရဲ့ထူးဆန်းတဲ့အတိုင်းသူတို့ရဲ့ခန္ဓာကိုယ်ကြီးနဲ့သားကောင်ကိုရစ်ပက်ညှက်သက်ကြပြီးတော့အယိုးအလုံးကကျိုးကျသွားပြီးဆိုတော့မှမျိုးချစားတောက်တာပဲဖြစ်ပါ၏တကယ်တော့လူရောက်100ဆိုတာကရှော့ပြောထားတာဖြစ်ပြီးတော့ဒီကောင်ကြီးတွေဟာသူတို့ထက်2ဆလောက်ကြီးတဲ့သားကောင်ကြီးတွေတောင်မှပြန်ပြီးတော့မျိုးချပြင်နိုင်ပါ၏အရန်ကောင်မှအားကောင်းတဲ့မေယိုကြီးတွေနဲ့သားကောင်ကိုတဖြည်းဖြည်းကိုမျိုးချပြီးတော့ငြိမ်နေတတ်တဲ့သွေးနွေးတရဝါဖြစ်တယ်လို့ကြွက်သားတိဆောက်ပုံကလည်းအရန်ကိုတာမာတာမို့လို့ဒါကြောင့်ပဲဘလောက်တန်မာတဲ့ကောင်ပဲဖြစ်ကိုဒီကောင်ကြီးကရစ်ပတ်လိုက်ရင်ဘဝကူးသွားတာကြီးပဲဖြစ်ပါ၏မှတ်တမ်းတွေအားလုံးမှဆိုရင်တော့ဒီအန်နာကွန်နန်မွေရဲ့ရစ်ပတ်အားကိုခံနိုင်တဲ့တရဝါကမရှိသလောက်ဖြစ်ပြီးတော့မာလာပါရဲဆိုတဲ့ကြားတွေချင်းသေးတွေတောင်မှအယိုးတကျွတ်ကျွတ်မိအောင်လို့တေဆုံရတဲ့ထိကိုမှခွန်ဝါကြီးမှလွန်ပါ၏အဆိုးဆုံးကတော့ဒီကောင်ကြီးတွေဟာလူနေအိမ်တွေထဲကိုတောင်မှကျူးကျော်ဝင်ရောက်တက်တဲ့ပြေကိုမှမွေးချံကတရိတ်ဆန်တွေကိုလည်းလာဆွဲတက်ကြပါ၏ခွန်ဝါကြောင့်ဘာလာဂယူးဆက်ဆရာမလို့ဘူးဆိုတဲ့သဘောဖြစ်ပေမဲ့လည်းလက်ရှိမှာတော့ဒီကောင်ကြီးတွေဟာလူတွေရဲ့အမဲလိုက်ခြင်းကိုပြန်ခန့်နေရပြီးတော့သူတို့ရဲ့အသားနဲ့အရေကွန်အတွက်ကိုမှဝယ်လူဝါကြီးကြီးရှိပြီးတော့နှစ်ဆင်အကောင်ကြီးပေါင်းများစွာကတက်ခန့်နေရတာပဲဖြစ်ပါ၏ကဲပရိသတ်ကြီးတို့ဒီကနေ့ပြောပြပေးသွားတာကတော့ဘလို့တက်မသေးတဲ့တရဝါနဲ့လူရောက်100ကိုတောင်မှတထိုင်တည်းစားနိုင်တဲ့အေယာမမွေကြီးအကြောင်းပဲဖြစ်ပါ၏ပရိသတ်တို့ကရောဘလို့ထင်မြင်တယ်လဲဆိုတာကွန်မန့်လေးမှာဖြေပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ